ဖို့အသွင်မွေးဖွာလာသူလားအရာအလုံးကမင်းစံတခုငါဖြည့်စည်းပေးတော့လဲနောက်ဆုံးရခဲ့တာတရားတွေသာဖြည့်တခုလားချေခွေမဆုံးနိုင်မဝါပြိုလဲဒီလူဟာဖြစ်ခံလူသားလားအလုံးအချက်ချက်ခဲ့ပြီးမဲ့လေလူတွေအလုံးထပ်ဖို့ချေခွေရတယ်ဒါဟာမင်းလေးရောက်ခုမှအဆုံးချစ်ချက်ခဲ့တော့အိုးနာချင်ပါစေသူပျော်ရွှင်ဖို့ငါရင်ခွဲသွားစေချစ်တွေမင်းတွေဖြူစင်စွာနဲ့ပြည့်စံနေမယ်ချိန်မှငါရချစ်တန်ဖို့မင်းဒီလာစေတရားတွေနဲ့ရှင်သန်နေရင်ကိုယ်စုတောင်းမယ်စင်မှန်တော့ကိုချစ်တွေတစ္ဆာရရမပြတ်ပြဲထာဝရဆုံးချင်နေရချစ်ရောလင်းမယ်ရှင်မတရားတွေနဲ့ပူလောင်နေသောလွမ်းတွေဖြစ်စေနိုင်ပါနာချင်နေတဲ့ကိုယ့်ရဲ့အသေးကိုမင်းလာကိုပေးလေပါနာကိုခွင့်ပြုလိုက်ပါငါဟာမင်းလက်ရှိမှရှင်သန်နိုင်မယ်ဘဝပါချစ်ရဲ့ပိုင်ဆိုင်တာအလုံးမင်းတွေ့ငါစံသတ်ပေးခဲ့ပြီမင်းရဲ့နာငါနေခွင့်ရဖို့ပါရလို့ပဲလေမင်းစံတာခုထဲသာပြေဆုံးဖို့တွေ့ငါရအလုံးမင်းတွေ့ပဲစွန်ရဲ့ချိန်မှငါရဲ့ချစ်တန်ဖို့မင်းဒီလာရဲ့ပြန်လာပါခွေဒီရင်ခွေကမင်းအတွေ့ဆုံးစင်မှန်ပေါ်ကိုချစ်တွေအဖြစ်ခံကိုရတဲ့ဟာထောက်ရမဲ့တွေ့လူကုန်ပါချစ်ခဲ့ပြီးမဲ့လေလူတွေအလုံးထပ်ဖို့ချေခွဲရတယ်ဒါဟာမင်းလေးရောက်ခုမှအဆုံးချစ်ချက်ခဲ့တော့အိုးနာချင်ပါစေသူပျော်ရွှင်ဖို့ငါရင်ခွဲသွားစေချစ်တွေမင်းတွေဖြူစင်စွာနဲ့ပြည့်စံနေမယ်ချိန်မှငါရချစ်တန်ဖို့မင်းဒီလာစေတရားတွေနဲ့ရှင်သန်နေရင်ကိုယ်စုတောင်းမယ်စင်မှန်တော့ကိုချစ်တွေတစ္ဆာရရမပြတ်ပြဲထာဝရဆုံးချင်နေရချစ်ရောလင်းမယ်ရှင်မတရားတွေနဲ့ပူလောင်နေသောလွမ်းတွေဖြစ်စေနိုင်ပါနာချင်နေတဲ့ကိုယ့်ရဲ့အသေးကိုမင်းလာကိုပေးလေပါနာကိုခွင့်ပြုလိုက်ပါငါဟာမင်းလက်ရှိမှရှင်သန်နိုင်မယ်ဘဝပါချစ်ရဲ့ပိုင်ဆိုင်တာအလုံးမင်းတွေ့ငါစံသတ်ပေးခဲ့ပြီမင်းရဲ့နာငါနေခွင့်ရဖို့ပါရလို့ပဲလေမင်းစံတာခုထဲသာပြေဆုံးဖို့တွေ့ငါရအလုံးမင်းတွေ့ပဲစွန်ရဲ့ချိန်မှငါရဲ့ချစ်တန်ဖို့မင်းဒီလာရဲ့ပြန်လာပါခွေဒီရင်ခွေကမင်းအတွေ့ဆုံးစင်မှန်တော့ကိုချစ်တွေအဖြစ်ခံကိုရတဲ့ဟာထောက်ရမဲ့တွေ့လူကုန်ပါချိန်မှငါရဲ့ချစ်တန်ဖို့မင်းဒီလာစေ
ညာတွေနဲ့ရှင်သန်နေရင်ကိုယ်စုတောင်းမယ်စင်မှန်တော့ကိုချစ်တွေတစ္ဆာရရမပြတ်ပြေထာဝရဆုံးချင်းနေရဲ့ချစ်ရောလင်းမယ်ရှင်မတရားတွေနဲ့ပူလောင်နေသောလွမ်းတွေဖြည့်စင်နိုင်ပါနာချင်နေတဲ့ကိုယ့်ရဲ့အသေးကိုမင်းလာကိုပေးလေပါနာကိုခွင့်ပြုလိုက်ပါငါဟာမင်းလို့ရှိမှရှင်သန်နိုင်မယ်မဝပါချစ်ရဲ့ပိုင်ဆိုင်တာအားလုံးနဲ့တွေ့ငါစံသတ်ပေးခဲ့ပြီမင်းရဲ့နာငါနေခွင့်ရဖို့ပါရီလိုပေးလေမင်းစံတာခုထဲတာပြေဆုံးဖို့အတွက်ငါရအားလုံးနဲ့တွေ့သက်စွန်ရဲ့ချိန်ချိန်မှငါရဲ့ချစ်တဲ့ဖို့မင်းဒီလာရဲ့ပြန်လာပါခွေဒီရင်ခွေကမင်းအတွေ့ဆုံးစင်မှန်တော့ကိုချစ်တွေအဖြစ်ခံကိုရတဲ့ဟာထာဝရမြတ်တွေလူသုံးပါ